Okay အဲ့တော့ကျွန်တော်ပြန်လာပါပြီကျွန်တော် sorry ပါလို့ဒါနဲ့ skin ကလည်း error တက်နေပြန်ပြီဟို video အတွက် sorry ပေါ့ကွနော်ကျွန်တော်ပိုင်းရပြန်ရှာမတွေ့တော့လို့ပါရှာအတက်နိုင်ဆုံးရှာခဲ့ပါတယ်ဒါပေမဲ့ပြန်ရှာလို့မတွေ့တော့လို့ပါဘူးတလောကအဲ့ဒါရေနောက်တစ်ခုကကျတော့ Advanced Day လိုက်ရှိနေတာရေဒီနေ့ကြာသွားတာပေါ့နော်အကြောင်းမလို့ဒီနေ့ကျတော့ကျွန်တော် one who was at the room နဲ့ပြန်လာတာ Hello daddy so ဒီကောင်ကအမြဲတမ်းကြည့်နေရတယ်ဒီကောင်ကျွန်တော်အမြဲတမ်းစောင့်ကြည့်နေရတယ်ပေါ့နော်အဲ့ဒါဒီကောင်က stretcher လေးပါမယ် stretcher တူလေးပါမယ်ဟုတ်ရအပေါ်မတက်တက်ဘူးခင်ဗျကျွန်တော်တို့အိမ်ဆောင်အပေါ်မြင့်မြင့်မှာစောက်မှာကောင်းကူကကြောက်တုံးတူးမယ်ကြောက်တုံးတူးပြီးသွားရင်ကြောက်တုံးထူးတွေလုပ်မယ်ဆိုရင်တော့ရပြီဆိုရင်တော့လောက်ရက်ရ Hello ကောင်းနေနှစ်ကောင်လာချင်းတွေ့ကြလားမသိဘူးမင်းတို့တိုင်ပြောမှာမင်းတို့အမေကြီးနဲ့တိုင်ပြောမှရကောင်းကြောင်းတော့ငါဒီအောက်ကိုဆင်းပြီးတော့လိုက်ဟာအနီရောင်လေးဆိုတော့အနီရောင်နဲ့ထူးတွေလုပ်လို့ရလို့လားငါတော့မသိဘူးဒီဘက်မှာတူးဟာဒီဘက်လည်းမဟုတ်ဒီနားမဟုတ်တော့မင်းတို့နေခဲလိုက်တော့ကွာငါတခြားနေရာသွားပြီးတော့တူးလို့ကွာ Okay သွားမယ်ကြည့်တော့ဟိုရပါတော့ Oh what ဒါ Hero Brian ခေါ်ရနေတယ်ဒါမျိုးဒီကမှာပါလို့ဒီကမှာအဲ့လို stretching ကပါတယ်တခါမှလည်းမမြင်ဘူးပြန်ကြည့်တာမှဆန်းဆွဲတခါမှမမြင်ဘူးပါကွာဘာလို့လဲမသိဟိုရှေ့မှာလဲရွာလားမသိပါတယ်နော်သွားမယ်ကူတော့ကြောက်တုံးတွေ့ကြောက်တုံးတူးမယ်ကြောက်တုံးနဲ့တူးမယ်ကြောက်တုံးထူးတွေ့လို့ဖို့ကြောက်တုံးတူးနေပါပြီခင်ဗျာဒီမှာခိုးရတွေ့လို့ကျွန်တော်တူးလိုက်ပါတယ်ကျွန်တော်ဒီမှာ vein miner တွေကျွန်တော်အတန်းထည့်ထားတယ်ပေါ့နော် vein miner ဆိုတဲ့အတန်းအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကအကုန် all တွေလည်းတူးပြီးသားဖြစ်တယ်နော်အဲဒီတစ်ပင်တွေလည်းအဲ့လိုခုနခုတည်းညံသွားမယ်ပေါ့နော်ခုကျတော့ကျွန်တော်တို့ကခုနရွာလုံးနေရာကြီးသွားမယ်ရွာပဲဖြစ်မှာပဲရွာလုံးနေရာရွာပဲဖြစ်လာမှာအဲ့ဆိုကျွန်တော်ရွာတော့ဆိုတော့ကျွန်တော်တို့ inventory လေးကိုနေရာလေးချလိုက်မယ်ပေါ့နော် Okay ကျွန်တော်တော့ဒါနဲ့ကျွန်တော်မီးလို့ဖို့မေးပါတယ် torch လုပ်လိုက်မယ်နော် torch ဒါနဲ့ကျွန်တော်က torch လေးအဲ့ဒါထည့်ထားပါတယ်ဒီကောင်ကဘေဘီလက်မှာကန်လို့ရပါတော့ဘေဘီလက်မှာကန်လို့ရတယ် now features အသစ်တွေလည်းပါပါတယ်ဘေဘီလက်မှာကန်လို့ရတာတို့ဒီလိုမျိုးကိုရဲတော့အဆင်ပြေတော့ဗျာကိုရဲတော့လင်းတို့ပေါ့နော်အဲ့တော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ကဟုတ်တော့ရှေ့ကြောင်ရွာတင်တာရွာမဟုတ်အိမ်ဆိုကြောင်အမှတညလောက်တေးလိုက်တော့ဘာမှမဖြစ်တော့ကျွန်တော်တလားလောက်တော့မဟုတ်တညလောက်တေးလိုက်ပါမယ်ခင်ဗျာဟမ်အိမ်နဲ့မဟုတ်ကွာအိမ်မဟုတ်တော့ဒီကောင်တေးလုံးဖြစ်ဘူးကျွန်တော်တို့ကောင်အိမ်မဟုတ်ဘူးကောင်ရဝင်တယ်အကောင်တကားတွေပါဖွင့်တတ်တယ်ဆိုတော့ကျွန်တော်တို့က
ဒီတိုင်းရိုးရိုးအိမ်ဆောင်ရင်တော့ကျွန်တော်တို့ကတိတ်ဟိုတာမဖြစ်ဘူးပေါ့နော်မလုံးကြုံဘူးပေါ့နော်ကျွန်တော်တို့ကိုဖာကို base တောက်ဖို့ရှောက်သွားနေပါလိမ့်ခင်ဗျာဟိုမှာတော့ကနောက်နှစ်ကောင်လို့သေးရဆိုတော့ကကျတော့နှစ်ခုဆိုတကောင်မှလို့ကနှစ်ကောင်မဟုတ်ခေကျတော့နာတပင်လောက်ခုတ်ပြီးတော့ကျွန်တော်ကိုကဘာလုပ်မလဲဆိုတော့တိုးတက်ကမယ်တရားမှဆိုရင်ကျွန်တော်တိုးရှိလောက်မှာပေါ့နော်ဘီးပြန်ဆိုတော့ခေကျတော့မယ်ပေါ့နော်โอเคဆိုလို့ပြီးတော့တိုးတွေ့ပြီးဆိုကျွန်တော်တိုးတက်ပြီးတာနဲ့ကျွန်တော်ဒီလိုအရာလုပ်ခဲ့တယ်ပေါ့နော်ပြီးတော့လည်းတပင်ကိုပင်ကျော်ပေးဆုပ်တော့မယ်ပေါ့နော်ညရုပ်တော့မှဆိုတိတ်မလုံးချုံတည်းမှာအတိုင်းအကောင်ရအကြည့်မကောင်းသူများဖန်နေအေးစင်းနေလေလိုက်ကြည့်နေရဒီမှာကျွန်တော် furnace အစားကျွန်တော်ဒီခံဖိုင်ရလေးလုပ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့အသားတွေကိုမိသွေးတုံးလေးနဲ့กินလို့ရတာပေါ့ဒီပင်ခုံမယ်ပြီးတာနဲ့ကျွန်တော်ဒီနားလေးမှာအိမ်ဆောက်လိုက်ပါတယ်ခင်ဗျာโอเคမိတော်ဝင်တော့မယ်ငါအိမ်ကမပြီးသေးဘူးဟာမြင်ဆောက်မရမယ်ဟိုကောင်လာတော့မယ်တဲ့ဟိုကောင်စပွန်းတော့မယ်ကျန်းင်းလေးကောင်ခင်းမယ်ခင်းပြီးတာနဲ့โอเคမကျန်းင်းနေတော့ကျွန်တော်တွေ့ရပါတော့တွေ့နေရပြီဘေးနောက်ရောက်လာပြီဟယ်လိုငင်းနေနော်အဲ့တော့ဘာလို့လဲပါရှာလဲမွေးပွေးလားဟုတ်လားဘာဖြစ်နေတက်မလာနဲ့နော်အပေါ်တော့50အပေါ်ကတော့သူမတက်တတ်ပါလုံးချုံဒီလိုဆောက်လိုက်တာမှန်ပါတယ်စကလက်တန်ပြည့်ချိုင်လို့ကျွန်တော်လည်းမသိတော့ဘူးပေါ့နော်အဲ့ဒါတော့ဘာတွေဖြစ်အောင်မလဲတော့ကျွန်တော်လည်းမသိတော့ပါဘူးခင်ဗျာငါလည်းဘာလို့အဲ့လိုလက်စနေရလဲမသိပြောက်မရှိတော့ Hi what Romeo သွားလို့နေရကြာနာလို့မသိဒါမိတ်ကြမသိအဲ့ဒါကြက်တယ်မသိချမရတော့အင်းဆောင်လာအေးစင်းမဆောက်အောင်ငါအင်းဆောင်နေဆောက်ခုတော့ပြောက်သွားပြီဆိုအင်းဆက်ဆောင်နေပါလေဒီနားwish wish ကဘယ်တော့ရောက်လာလဲမသိဘူးမတီးတော့skeleton ပြင်မတီးသူရအလောက်သိရှိအောင်လို့တုံးမှချမိကိုလုံးကြပါအောင်ကြပါအောင်ယူငါတုံးမှချဟိုကောင်နဲ့လာရီကွာအဲ့ဒါနဲ့ကျွန်တော်လေခုညတူညတော့အဲ့လိုလေးဖြစ်ခဲ့တယ်နော်ဒါနဲ့မနေ့ရောက်တော့ဘာမှတော့မရှိတော့ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အိမ်ကိုအပြီးတက်ဖို့လုပ်တယ်ပေါ့နော်ဟယ်လိုပါဒီဘာလုပ်လဲပြောက်ပါမပြောက်ဘူးခုမှပြောက်တာတန်တော့ကြာတယ်ဗမာလည်းအိမ်အောင်မှလားမသိအိမ်အောင်မှရှိတော့နော်ဟယ်လို
အိမ်အောင်မှရှိရင်ထွက်ခဲပါနော်မလိမ္မာနဲ့ပန်းဒီကျွေးနေမင်းပန်းဒီမင်းထွက်လာရင်ပန်းဒီကျွေးမှာကွာမင်းထွက်လာရင်ပန်းဒီကျွေးမှာကွာထွက်လာလို့မမလေးရဩထင်းသားငါတိပါတယ်မင်းဘယ်မှာပုံနေလဲဟမ်ညာတခိုးဘာဖြစ်တာကလုံလို့yeah ငါကွာကောင်းလုံးနေလို့ပါကျိုးမှလာလည်းမလာပါဘူးအိမ်မဆက်ကွာအိမ်ဆောက်လို့မရတော့ဘူးကွာဘာကောင်းလဲမင်းဘာဖြစ်နေလဲအိမ်ဆောင်မှာမင်းတက်လာလို့ရရလည်းမဟုတ်ဘူးနော်မလာပါနဲ့တော့ဟမ်မလာတော့ကောင်းကွာပြင်းနေကွာဒီလိုပဲလုပ်တော့အသက်မပြောင်းမချင်းမှဒီလိုပဲလုပ်ကွာโอเคအသက်ကလည်းပြောင်းတော့ရပါပြီခုတော့ကျွန်တော်တို့အိမ်ဆက်ပါ Okay 1 ငါကြတော့ torch တစ်ခုပဲထွန်းလိုက်ကျန်တာတော့မထွန်းတော့ဘူးရော Okay ဒီမှာဘယ်လိုခံဖိုင်းမှချမ်းလို့ဖြတ်လို့လည်းမရတော့အမှားပဲကျွန်တော်တိုးပြီးဆောက်လိုက်မယ်ပေါ့နော်အဲ့ဒါရလောက်1 2 3 4ဘကနာနော်လိုက်နော်ဒီအောင်ခီးပါလဲပေါက်သွားပြီကွာအိုးဟာတော့မသိနိုင်သေးလားအိမ်ကိုပြင်မယ်ပြီးရင်လေကားလောက်ကောင်း crafting တွေနဲ့လေကားလောက်လိုက်ပါတယ် okay ဒီပုံမှာပါနဲ့လေးထားလိုက်ပြီပေါ့နော်ဘာမှမဟုတ်ဒီတိုင်းသူတရားလည်းမရှိပါဘူးထားလိုက်ဒီတိုင်းလေးပဲထားလိုက်okay ဒီမှာပြီးရထားတဲ့အာယုံတုံးနဲ့ကျွန်တော်ရှီးလုပ်လိုက်မယ်နော်လုပ်ပြီးတော့ဘေးပိုင်ရရှောက်ပဲကြည့် okay ကလတန်ဘာမှမလုပ်ကြရဘူးကောင်းမီးမလာဟမ်တကွာပေးโอเคကျွန်တော်တို့ဒီဥစ္စာလေးကိုပုံဖြတ်ထားမယ်ရပြီးရင်တော့ကျွန်တော်တို့အစားလိုက်စုပါမယ်ရောချီရန်လိုမျိုးချားနေရတယ်ဘာမှမဟုတ်တော့ပါဘူးโอเคနော်တွေ့နေရပြီထားကြတော့ရှိမလားโอเคဒီကောင်ကျန် scale လုပ်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့လောက်ကြောက်ဖို့မကောင်းအောင်အကောင်ကျန် scale နေ့ဘက်ကတော့အကောင်ဘာမှတော့မလုပ်မယ်တော့မထင်ပါဘူးညဘက်မှကျွန်တော်တို့တမ်းမယ်ဟယ်လိုโอเคကျွန်တော်တို့ cherry ဘိုင်းကိုရောက်လာပြီပေါ့နော်ကူလေးကြလာဒီကူလေးမှာကျွန်တော်တို့
ခိုးတွေနည်းနည်းတိုးအောင်ကျွန်တော်တို့အပေါ်ပြန်ရောက်ပါပြီ။လာတစ်ပင်နဲ့ခုတ်ပင်တော့ကျွန်တော်တို့နေဝင်နေပြီဆိုတော့တစ်ပင်ခုတ်ပင်အင်ပြန်ပါမယ်။ Okay ညနေဆောင်ဆိုတော့အရင် Okay ဒါမှမဟုတ်ရ Okay ဒီအောက်ဘက်ကပြုတ်ပြန်ဘာဖြစ်တာလဲတာမင်းအိမ်ပြန်မယ်Okay ကျွန်တော်အိမ်တော့ပြန်ရောက်ပြီပေါ့နော်အဲ့ဒီကျွန်တော် skin မှာချိန်ထားပါသေးတယ်ခဏထွက်ပြီးတော့ဆိုတော့နောက်ပိုင်းတော့ဒီ skin နဲ့မဆိုပါဘူးကျွန်တော် skin ကိုယ်ပိုင် skin ရှိရပါတော့ skin နဲ့ဆို Okay Where are you What are you အကောင်တွေ့သေးလားဘယ်အဲ့ညာဘာလို့ဘောကောင်လာဘူးရကျွန်တော်ကြောက်ရလားအကြောင်းမကျွန်တော်လေးကိုမနဲ့ကြတော့အကောင်လေးနဲ့လိုက်တက်လေးကိုဆောင်းနေပါတော့ဒီကောင်လေးပဲလာမှန်းတည်ပါတော့invisible စီတဲ့ထားပါတော့ငေါ်တော့ပါတော့မစိတ်တွေမဟုတ်တိုးတွေပါတွေ့တယ်အရင်ပြင်းနေအဲ့မဲ့ကျွန်တော် jump scare တခုတော့တော်တော်လန့်သွားတယ်What? What? Hello. No. What am I doing?ကျွန်တော်မလန့်ဘူးရခုကျတော့မင်းဝါတာဆိုတော့မင်းဘာလာလုပ်တယ်လဲလို့အဲ့တော့မလန့်ဘူးခုကျမလန့်သွားဘူးအိမ်ပြန်ပြီးတော့လေနေတာကောင်းတာကွာနောက်မှ jump scare နဲ့ကြောက်ပါတယ် Hello မဟိုတခါဟိုကောင်ပြောတာအာရမတန်းဘူးရောမင်းကတရွင်းနဲ့ထွေးဖို့မကြည့်နေရရောနင်းလေရောဟာနှုတ်ကောင်းလေးတွေကအေးဆေးမှတက်လို့ရနော်ရိုက်ကွာအပင်ကြီးပဲစိုက်ထားတော့တာယာနာပြောပဲကောင်းငါတမ်းနေဒီကူရဲဝင်နိုင်ကောင်းမှန်းဒီOh no အမွေးတော့ပါဘူးရင်ပြင်းမှုကောင်းတယ်လေမိုင်းတူကတည်းကရင်ပြင်းမှုကောင်းတာမွေးတော့အခုရေလာလာမသိဟိုကောင်ကြီးကခြေရတယ်အဲ့ဒါပြင်းသွားတာတွေ့တယ်ဘုံလုံးမိုင်း No ပေါ်တက်နေမှရလောက်ပါဦးခေမတွေ့ပြီရောက်ပါတယ်ဘယ်ရောက်မှန်းလည်းမသိဘူးဆိုတော့ကျွန်တော်ကိုအိုက်ရှာမယ်ပေါ့နော် Hey skeleton Oh noပြေ Oh creeper Oh no ငါတိုင်းကကာမလို့လေအဲ့လောက်ငယ်စရာလူတို့လားဟာအောက်ပြန်ဆင်းပြီးသွားယူတော့ကွာဟုတ်ကွာကောင်းပြီကျွန်တော်တို့ပြန်ရောက်လာပြီခေဟိုကောင်ကျွန်တော်ကြည့်ရနော်တခါမှဘာမှလည်းမလုပ်အကောင်တွတ်ထိုးမယ်ကြာတက်လို့ရင်တခါလေးတက်လိုက်မယ်အကောင်မကြောက်ခေရောက်အမOh no လာ